Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Hello, aku tu si dengan ni ya mana? Aku tu si dengan ni kena bah. Aku tu le tu bana lawa mule tu dawa. Kalau aku tu le tu bana ga aku tu si dua tema mo. Ada bila mah lawa mule tu dawa. Lawa mu aku tu si senapa ga lawa mu si mama apa no? Lawa mu si teh ani mah. Pathame aten kari ke. Pathama aten kari ka si mah mo. Kalau pathama aten kari ka si mah. Teman doi pathama aten kari ka si apa si tu? Pemna tahu. Usaha Tomna Tata Hago Yana Tam Yoga ya. Lebih lo aku tu banyak sini ya. Oh Yana way Yoga ya. Jadi kita dalam biuli teman. Jadi kita dalam yoga ya oke. Jadi kita. Iya, mereka sari tim yo. 我也没有面的讲给抢过你，大大的讲我变了面的别。အဲ့တော့ပထမအသင်္ခါရိကဆိုတာသမဏတာကိုဒိဋ္ဌိအတန်ပဲယူအသင်္ခါရိကစိတ်ကိုပြောပထမအသင်္ခါရိကေပထမအသင်္ခါရိကစိတ်မှာပေါ့အညသမနာဒေရသစေတတိကအဲ့တော့တစ်ဖြတ်ပေါ့အဲ့တော့အရှင်းမှာတော့ပြောခဲ့တဲ့အတိုင်းစိတ်ကိုတော့ဦးဇင်းတို့ကတတ္တမေဝိဘတ်နဲ့ပြတယ်ဆိုတော့ပထမအသင်္ခါရိကေဆိုတာသမေဝိဘတ်ကိုအိပ်ပြုထားတဲ့ပုံစံနဲ့ပြတယ်ဆိုတော့ဒီတိဟာစိတ်ကိုပြတယ်အာကုသိုလ်လောဘမှုပထမအသင်္ခါရိကစိတ်မှာပေါ့အကုသလေတုပါဏလောဘမူလေတုတာဝပထမေအသင်္ခါရိကေအကုသိုလ်လောဘမှုပထမအသင်္ခါရိကစိတ်မှာလို့ဒီတိပြနော်အញ្ញသမနာတေရသစေတသိကအញ្ញသမန်စေတသိ73ပါတဲ့နောက်တကအကုသလသာဒရဏစတ္တာရောစာတိတဲ့အဲ့တော့ရှင်းမှာတို့ကဒီမောဟအရိကနောတ္တပဥဒိစ္စဆိုတာကိုလေးလုံးစလုံးကိုနာမည်ပြောနေရမှာဆိုလို့ဦးဇင်းတို့ကတမျိုးကနီးမာတဲ့ကနေပြီးတော့ဒီစိတ်၄ပါးကိုအကုသလသာဒရဏစိတ်ပါစေတသိက်ပါဆိုပြီးတော့ဒီလေးလုံးကိုအမိမှတ်ထားခဲ့ပြီးပြီအဲ့တော့အဲ့ဒါကိုပြန်မပြောအောင်ဆိုပြီးတော့ဦးဇင်းတို့အဲ့ဒီမှာနာမည်မှတ်ထားတဲ့အတိုင်းဒီမှာသုံးပြီပေါ့နော်အကုသလသာဒရဏစတ္တာရောစာတိအကုသလသာဒရဏစေတသိက်၄ပါးပေါ့အဲ့ဒါကိုပဲဦးဇင်းတို့ကမြန်မာကြတော့အကုသလသာရဏစေတသိက်လို့လည်းပြောတယ်နောက်တစ်ခုကမောစတု၄ပါးမောဟစရှိတဲ့၄ပါးလို့ပြောတဲ့အတွက်ကြောင့်မောစတု၄ပါးလို့လည်းဒီလိုလည်းပြောတယ်ပေါ့နော်အဲ့တော့အကုသလသာရဏစတ္တရောစာတိအဲ့ဒါဆိုလို့ရှိရင်ဣတိဒါဆိုလို့ရှိရင်ဘောင်းပေါ့နော်ဘောင်းတတ္တရတဆိုလို့ရှိရင်18ပါးတတ္တရတ18ပါးအဲ့ဒီ18ပါးကိုမှနောက်ထပ်ဗာထည့်အောင်မလဲဆိုလို့ရှိရင်လောဘဒိဋ္ဌိဟိတဲ့လောဘဒိဋ္ဌိဟိတဲ့အဲ့တော့လောဘနဲ့ဒိဋ္ဌိထက်ထည့်မယ်တဲ့အဲ့တော့18ပါးတဲ့ကို2ပါးထည့်တော့19ပါးဖြစ်သွားပေါ့လောဘဒိဋ္ဌိဟိတတ္တိလောဘဒိဋ္ဌိနဲ့တကွဆိုလို့ရှိရင်ဧကုဏဝိသတိဓမ္မာတဲ့ဧကုဏဝိသတိဆိုတာ19ပါးတော့တစ်ခုကို20တော့ဆို19ပါးတော့ဓမ္မာစေတသိက်တွေကိုသင်္ကေဟံကိစ္ဆန္တိရေတွက်ခြင်းတို့ရောက်ပါတယ်ဆိုတာဒီရှင်းတယ်လို့ပြောပါနော်အဲ့တော့အကုသိုလ်လောဘမှုပထမအသင်္ခါရိကမှာရှင်းတဲ့စေတသိက်ကအញ្ញသမစေတသိက်73ပါမောစတု4ပါနောက်တကလောဘဒိဋ္ဌိတတ္တရတကိုကြော်လိုက်တော့ပေါ့နော်သူကတော့ပါဠိအသွားလာရတာကိုလောဘဒိဋ္ဌိ2ပါးဆိုလို့ရှိရင်ဘောင်း19ပါးသောစေတသိက်ရှင်းတယ်ပေါ့လောဘမှုပထမအသင်္ခါရိကမှာရှင်းတဲ့စေတသိက်ဆိုရင်အញ្ញသမစေတသိက်73ပါမောစတု4ပါလောဘဒိဋ္ဌိဘောင်း19ပါးသောစေတသိက်တွေရှင်းပါတယ်ပေါ့အကုသလေတုပနာလောဘမူလေတုတာဝပထမေအသင်္ခါရိကေအញ្ញသမနာတေရသစေတသိက်ကအကုသလသာဒရဏစတ္တာရောစာတိတတ္တရတလောဘဒိဋ္ဌိတတ္တိဧကုဏဝိသတိဓမ္မာသင်္ကဟံကိစ္ဆန္တိတဲ့ကွန်လည်းရှိရလားဒီမှာဗျာဘုံမှုရှိပါတယ်ဗျာကဲဒီပါဠိကိုဆိုလိုက်ပြီးတော့ဟိုလုပ်ပါဦးမြန်မာလိုဒီမှာဗျာဘုံအကုသလေတုပနာလောဘမူလေတုတာဝပထမေအသင်္ခါရိကေ
အညတမနာဒေရတစေတတိကအကုသလတာဒရဏစတ္တရောစာတိတတ္တရတလောဘဒိဋ္ဌိဟိတတ္တေဧကုဏဝိတတိဓမ္မသင်္ကဟံဂစ္ဆန္တိအကုသိုလ်စိတ်တို့၌လောဘမူပထမအသင်္ခါရိကစိတ်၌အညတမစေတသိက်73ပါးမောဇတုတ်4ပါးလောဘဒိဋ္ဌိဘောင်း19ပါးသောစေတသိက်တို့ရှင်ကုန်၏ပါဗျာအဲ့တော့တမိုက်တော်ခင်ကြီး ဖေဟာ ကဲဆိုပါဦးတမိုက် သင်မဖေဟာအာဟုတလေတုပန္နာလောဘမူလေတုတာဝပထမေအသင်္ကာရိကေအညတမနာတေရတစေတတိကအာဟုတလတာဒရဏစတ္တရောစာတိတတ္တရတလောဘဒိဋ္ဌိဟိတတ္တေဧကုဏဝိတတိဓမ္မသင်္ကဟံဂစ္ဆန္တိအာဟုတောစိတ်12ပါးတို့မှာလောဘမှုစိတ်8ခုလောဘမှုစိတ်8ခုဤပထမအသင်္ခါရိကစိတ်၌အညတမန်စေတသိက်73ပါမောစတုစေတသိက်4ပါလောဘဒိဋ္ဌိ2ပါဘောင်း19ပါသောစေတသိက်တို့နှင့်ရှင်မာ၏ဖေဟာ ရှင်းပါပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒါရလာပြီပေါ့နော်အဲ့တော့ရှေ့တစ်ခုသွားအောင်တထေဝအဲ့ဒီပထမအသင်္ခါရိကစိတ်လိုပဲပေါ့ဒုတိယအသင်္ခါရိကေဒုတိယအသင်္ခါရိကေဒုတိယအသင်္ခါရိကစိတ်မှာတော့လောဘမာနေနအဲ့တော့ तू ကဒီလောဘမာနေနဆိုတဲ့ဥစ္စာဘယ်နေရာမှာစားထိုးသွားလဲဆိုလို့ရှိရင်လောဘဒိဋ္ဌိဟိကိုစားထိုးသွားတယ်အဲ့တော့အစကအုပ်စုပြတဲ့အခါမှာအပေါ်မှာပြတာဒီအုပ်စုနေနဲ့ तू ကသုံးပိုင်းပြတာကိုအညတမနာတေရသစေတတိကာကနံပါတ်1အကုသလသာဒရဏစတ္တရောစာတိကနံပါတ်2လောဘဒိဋ္ဌိဟိတတ္တေကနံပါတ်3အဲ့ဒီသုံးအုပ်စုထဲမှာနှစ်အုပ်စုကတူးနေတဲ့အတွက်ကြောင့်တတိယအုပ်စုမှာပဲပြောင်းမှာလောဘဒိဋ္ဌိနေရာမှာလောဘမာနပြောင်းမှာပေါ့အဲ့ဒီအတွက်ကြောင့် तू ကပါဠိသွားဟံအပေါ်ကလို့အရှိမပြတော့အတေဝဒုတိယအသင်္ခါရိကေဒုတိယအသင်္ခါရိကစိတ်မှာတော့လောဘမာနေနလောဘဒိဋ္ဌိဆိုတဲ့နေရာမှာလောဘမာနကိုပြောင်းလိုက်ပါ19ပါတော့19ပဲ19ပါပဲလောဘဒိဋ္ဌိဆိုတဲ့နေရာမှာလောဘနဲ့မာနဖြစ်သွားမယ်ပေါ့အဲ့တော့ဒါကသူမှတ်ချက်အနေနဲ့ပြောတာပေါ့နော်ဒါဆိုလို့ရှိရင်လောဘမှုဒုတိယအသင်္ခါရိကစိတ်ပါရှင်တဲ့စေတသိက်တွေဆိုလို့ရှိရင်အညတမစေတသိက်73ပါမောစတု4ပါလောဘမာနဘာလို့မာနဖြစ်သွားလဲဆိုတာဒါသံပြောကနီးနဲ့ပြန်ရှင်းကြည့်ရင်သိတယ်လေပထမအသင်္ခါရိကကြတော့ဒိဋ္ဌိကရသံပြောဖြစ်တဲ့အတွက်ကြောင့်ဒိဋ္ဌိရှင်တယ်ဒုတိယအသင်္ခါရိကကြတော့ဒိဋ္ဌိကရဝိပယုဖြစ်သွားတဲ့အတွက်ကြောင့်မာနဖြစ်သွားတယ်ပေါ့နော်ဒိဋ္ဌိနေရာမှာမာနဖြစ်သွားတယ်အဲ့တော့ဒိဋ္ဌိစေတေကဒိဋ္ဌိကသံပြောစေ၄ပါးမှာရှင်တယ်လို့သံပြောကနီးမှာပြောခဲ့တယ်မာနစေတသိက်ကဒိဋ္ဌိကရဝိပယု၄ပါးမှာရှင်တယ်လို့ပြောခဲ့တဲ့အတွက်အဲ့ဒီစီးမြင်အရာဦးဇင်းတို့ကအခုပထမအသင်္ခါရိကမှာတော့လောဘဒိဋ္ဌိဖြစ်ပြီးတော့ဒုတိယအသင်္ခါရိကမှာတော့လောဘမာနဖြစ်သွားတာပေါ့လေလောဘမာနဖြစ်သွားတထေဝဒုတိယအသင်္ခါရိကေလောဘမာနေနအဲ့တော့ဒုတိယစာပိုက်ကိုကြည့်ပြီးတော့လောဘမူဒုတိယအသင်္ခါရိကလောဘမှုဒုတိယအသင်္ခါရိကစိတ်၌အညတမစေတသိက်73ပါအပေါ်အပြန်ကြည့်ပေါ့အညတမနာဒေရသစေတသိက်ကအညတမစေတသိက်73ပါမောစတု4ပါလောဘမာနဘောင်း19ပါသောစေတသိက်တို့ရှင်ပါသည်ကဲတမိုင်းတော်တွေ မှန်ဖေဟာ တထေဝဒုတိယအသင်္ခါရိကေလောဘမာနေနလောဘမူဒုတိယအသင်္ခါရိကစိတ်၌အညတမန်စေတသိက်73ပါမောတုစေတသိက်4ပါလောဘမာနဘောင်း19ပါတော့စေတသိက်တို့နှင့်ရှင်ပါသည်ဖေဟာ တမိုင်းတော်ရည်တဲ့စာဆိုလို့ရလား ရပါတယ်ဖေဟာ တမိုင်းဒါဆိုလို့ရှိရင်ဆိုလိုက်ပါဦး မှန်ပါတယ်တထေဝဒုတိယအသင်္ခါရိကေလောဘမာနေန
ဒုတိယလောဘမူဒုတိယအသင်္ခါရိကစိတ်၌အညာတမန်စေတသိက်73ပါးဒေါမောစတုတ်4ပါးလောဘမာနဘောက်19ပါးသောစေတသိက်တို့ရှင်းပါသည်ဗျာ ဘောင်း19ပါးတော့စေတသိက်ရှင်းပါပြီအဲ့တော့ तू ကအပေါ်မှာပြည့်စုံရေးပြီးတော့အောက်စိတ်တွေမှာကြာလို့ရှင်းတော့ तू ကမှတ်ချက်သဘောလိုပဲရေးတာပေါ့နော်အပြည့်မရေးတော့ဘူးအဲ့တော့အဲ့ဒီမှတ်ချက်ကိုနားလည်ဖို့ဆိုတာဒီအပေါ်မှာပြောခဲ့တဲ့နံပါတ်1စာပိုက်ကိုဦးဇင်းတို့ကနားလည်ဖို့လိုတာပေါ့လေနံပါတ်1စာပိုက်မှာပြောတဲ့ဥစ္စာကပထမအသင်္ခါရိကစိတ်မှာအញ្ញသမစေတသိက်73ပါးမောစတုတ်4ပါးလောဘဒိဋ္ဌိဘောင်းစေတသိက်19ပါးရှင်းပါတယ်ဆိုတဲ့အပိုက်ကိုနားလည်မှာတော့မှတ်ချက်ရေးတဲ့ဟာကိုနားလည်မှာပေါ့နော်။ဒါမှမဟုတ်တို့ရနော် ရပါတယ်ဗျာ ဒါဆိုလို့ရှိရင်ဒါပြီးစေပေါ့။ကဲနောက်တစ်ခုသွားအောင်။တတိယေတထေဝတတိယေတထေဝပိတိဝိဇိတာလောဘဒိဋ္ဌိဟိသာဟအထရတာအဲ့တော့အမြင်နဲ့အပေါ်မှာနံပါတ်1မှာပြောခဲ့တဲ့သုံးအုပ်စုရှိတယ်ပေါ့စေတသိက်ကိုသူကသုံးမျိုးပြောတယ်အញ្ញသမစေတသိက်73ပါးမောစတုတ်4ပါးလောဘဒိဋ္ဌိဆိုပြီးတော့အဲ့လိုပြောတာအဲ့ဒီသုံးအုပ်စုကိုမှတ်ထားပါတော့အဲ့တော့အခုဒီမှာလာပြီတတိယေတထေဝပိတိဝိဇိတာလောဘဒိဋ္ဌိသာအထရတာတတိယေလောဘမှုတတိယအသင်္ခါရိကလောဘမှုတတိယအသင်္ခါရိကကဘာဖြစ်သွားလဲဒါမို့တော့တွေ့ဘာဖြစ်သွားလဲဘာစိတ်ဖြစ်သွားလဲ ဥစ္စာလောဘမှုဒိဋ္ဌိတတိယဆိုလို့ရှိရင်အရှင်ဗျာဟိုဟာဖြစ်သွားပါတယ်ဒိဋ္ဌိကတတန်မြုပ်ဖြစ်သွားပါတယ်ဗျာဒါမဲ့အပြည့်စုံတမိုင်းလောဘမှုတတိယစိတ်ကဆိုလို့ရှိရင်ဟုတ်ဥစ္စာဥပေက္ခသာဟကို ဗျာ ဥပေက္ခသာဟကို ဥပေက္ခတာဟကိုဒိဋ္ဌိကတတန်မြုပ်အသင်္ခါရိကစိတ်ပါဗျာဥပေက္ခသာကိုအဲ့တော့ဥပေက္ခသာကိုလို့ပြောတဲ့အတွက်ကြောင့်ဦးဇင်းတို့ကပီတိမရတော့ဘူးပီတိကဟိုမှာပဲရှင်းတာဟုတ်သောမနတာမှာရှင်းတာဟုတ်အခုကတတိယကဥပေက္ခဆိုတာ ਨੇ အဲ့ဒီပီတိမရတော့အဲ့တော့ပီတိကအစပြောတဲ့စေတသိက်3အုပ်စုထဲမှာအញ្ញသမစေတသိက်အုပ်စုထဲမှာလားမောစတုတ်အုပ်စုမှာလားလောဘဒိဋ္ဌိအုပ်စုမှာလားဆိုတော့ ပိတိယအញ្ញသမစေတသိက်ထဲမှာပါဗျာအဲ့ဆိုလို့ရှိရင်ဦးဇင်းတို့ကဒီပါဠိကိုကြည့်ပြီးတော့ပိတိဝိဇိတာပိတိကျင်ပါဆိုတာဒီဘယ်ထက်ကကျင်ခိုင်းတာလဲဆိုလို့ရှိရင်အញ្ញသမစေတသိက်အုပ်စုတက်ကကျင်ခိုင်းအဲ့ဒီအတွက်ကြောင့်သူကဒါဒီမှတ်ချက်ကပိတိဝိဇိတာပိတိကျင်ပါဆိုတာနံပါတ်1အုပ်စုတက်ကကျင်မယ်ပေါ့ပိတိကျင်တော့အញ្ញသမစေတသိက်12ပါနံပါတ်2အုပ်စုမှာကမောစတုတ်4ပါဘာမှပြောစရာမလို तू ကအကုသိုလ်တိုင်းမှာအကုသိုလ်စိတ်တိုင်းမှာရှင်တဲ့အတွက်ကြောင့်အဲ့ဒီ4ပါအပြည့်လောင်နံပါတ်3မှာကျတော့လောဘဒိဋ္ဌိအဲ့တော့လောဘဒိဋ္ဌိကိုတော့လောဘဒိဋ္ဌိအတိုင်းပဲပြန်ယူပါဆိုပြီးတော့လောဘဒိဋ္ဌိဟိသဟအထရတာလို့ဒီလိုမျိုးပြောတာနော်လောဘဒိဋ္ဌိဟိသဟအထရတာလို့ဒီလိုပြန်ပြောတာနော်အဲ့တော့တတိယအုပ်စုကတော့တူတူပဲဒါဆိုလို့ရှိရင်ပိဋိဝိဇိတာကိုကြည့်ပြီးတော့ပိဋိကျင်သောအញ្ញသမစေတသိက်73ပါးလို့သူမပြဘူးမပြပေမဲ့ဦးဇင်းတို့ကနံပါတ်1ကိုပထမအသင်္ခါရိကမှာပြခဲ့တယ်ပါဠိစာပိုက်ကိုပြန်ပြီးတော့အာယုပြုရမှာပိဋိဝိဇိတာဘယ်ထဲကကျင်ရမလဲဆိုတော့အញ្ញသမပိဋိကျင်သောအញ្ញသမစေတသိက်12ပါးနံပါတ်2မပါဘူးဘာလို့မပါလဲဆိုတော့နံပါတ်2ကတူတူပဲမဟုတ်လို့အကုသိုလ်တိုင်းမှာဘာမှမဟုတ်သူထပ်မပြတော့ဘူးအဲ့ဒီအတွက်ကြောင့်မောစတုတ်4ပါပြီးတော့မှလောဘဒိဋ္ဌိသာထာရတာနံပါတ်3အုပ်စုကတော့အခုအလဲမှာဒုတိယမှာဝိပယုတ်ဖြစ်သွားတဲ့အတွက်ကြောင့်မာနပြောင်းပြီမဲ့တတိယမှာကြလို့ရှင်းရင်တော့သံပယုတ်ပြန်ဖြစ်တဲ့အတွက်ကြောင့်ဒိဋ္ဌိကိုပြန်ပြီးတော့ထက်ပါဆိုတာကိုလွဲမှာဆိုလို့လောဘဒိဋ္ဌိကြီးသာအထရတာလို့သူပြန်ထက်တာပေါ့နော်ဒါဆိုလို့ရှိရင်ပါဠိရဲ့ဟာကိုနားလည်ပြီပေါ့နော်လောဘဒိဋ္ဌိသာအထရတာအဲ့တော့ပထမပိုင်းမှာ19ပါးရှိတော့အញ្ញသမစေတသိက်တဲ့တပါးလေးနှုတ်လိုက်တော့ကျန်တဲ့နံပါတ်2အုပ်စုက4ပါးလဲ4ပါးအပြည့်ပဲနံပါတ်3ဖြစ်တဲ့လောဘဒိဋ္ဌိကလည်းလောဘဒိဋ္ဌိ2ပါးပဲဆိုတော့တူတူပဲဆိုတော့အကုန်လုံးက19ပါးတဲ့တပါးပဲနှုတ်မှာဆိုတော့18ပါးဖြစ်သွားပါအဲ့တော့တတိယအသင်္ခါရိကစေမှာ18ပါးရှိမှာပါအဲ့ဒါဆိုလို့ရှိရင်တတိယေတထေဝပိဋိဝိဇိတာလောဘဒိဋ္ဌိဟိသာအထရတာလောဘမှုတတိယအသင်္ခါရိကစေ၌အဲ့တော့လောဘမှုတကယ်ကတော့လောဘမှုတတိယအသင်္ခါရိကစေဆိုတာဒီတိုင်းအာယုပြုဖို့မလွယ်ဘူးဆိုလို့ရှိရင်ဒီတိုင်းဆိုရင်ရတယ်ဥပေက္ခသဟကိုဒိဋ္ဌိကတဝိပယု
အသင်္ခါရိကပေါ့အဲ့တော့လောဘမူတတိယအသင်္ခါရိကဖြစ်သောဒိဋ္ဌိကတ္တဝိဥပေက္ခသာကိုဒိဋ္ဌိကတ္တဝိပယုအသင်္ခါရိကစိတ်၌ပိဋိကျင်သောအဉ္ဇသမစေတသိက်12ပါးမောစတု4ပါးလောဘဒိဋ္ဌိပေါင်းစေတသိက်18ပါးရှင်းပါသည်တစ်ခေါက်ပြန်ဆိုပြပါဒါတော့ဥစဉ်ဆိုတဲ့ဥစ္စာပေါ့နော်တတိယတထေဝပိဋိဝိစိတလောဘဒိဋ္ဌိဟိပါအထာရတာကဲဓမ္မိုက်တော်ခင်မင်း ဖေယ မြန်မာဆိုရိုးကိုအရင်ဆိုပြီးတော့မှပါဠိနဲ့မြန်မာကိုဆိုသမ်းပါဦးမြန်မာဓမ္မကြီးတို့မှတ်ထားတဲ့မြန်မာဆိုရိုးအရင်ဆိုပြပါဦး ဟောလောဘမူတတိယအသင်္ခါရိကစိတ်ဒီပီတိကျင်သောအင်္ဂါသမန်းစေတသိက်12ပါးမောစတုစေတသိက်4ပါးလောဘဒိဋ္ဌိ2ပါးပေါင်း18ပါးသောစေတသိက်တို့နှင့်ရှင်ဤနောက်ဘယ်လိုဆိုရမလဲဗျာအဲ့တော့ပါဠိနဲ့မြန်မာနဲ့တွဲပြန်ဆိုလိုက်ပါဦး တင်ပါဗျာတတ္တယေတထေဝပီတိဝိဇိတာလောဘဒိဋ္ဌိဟိတဟအထာရတတတ္တယအသင်္ခါလောဘမူတတိယအသင်္ခါရိကစိတ်ဒီလောဘမူတတိယဥပိ္ပခါရိပါလိပူဇော်အောင်လားမသိဘူးလောဘမူတတိယအသင်္ခါရိကစိတ်ဆိုတာဘာစိတ်မှန်းသိအောင် ဥပိ္ပခာတဟကိုလောဘမူတတိယအသင်္ခါရိကစိတ်ဥပိ္ပခာတဟကိုဒိဋ္ဌိကတတံပယောအသင်္ခါရိကလောဘမူတတိယစိတ်ဒီပီတိကျင်သောအညာသမန်းစေတသိက်12ပါးမောစတုစေတသိက်မောဟအဟိရိကအနုတ္တပဥတ္တစ္စဟူသောမောစတုစေတသိက်4ပါးလောဘဒိဋ္ဌိ2ပါးပေါင်း18ပါးသောစေတသိက်တို့နှင့်ရှင်၏ပါဗျာအဲ့တော့ကိုယ်လည်းတစ်ခေါက်ဆိုလိုက်ပါဦး ဒီမှာဗျာဘုန်းတတိယတထေဝပီတိဝိဇိတာလောဘဒိဋ္ဌိဟိတဟအထာရတဟုတ်ဗျာဟိုလောဘပြီးတော့ဆိုလိုက်ဒီမှာဘုန်းကြီးမှားရင်ထောက်ပေးမယ် ဒီမှာဗျာလောဘတဟကိုဟုတ်ပါဘူးဗျာတပီတော့အဲ့လိုပဲဥပေက္ခသာကိုဒီမှာဗျာဟိုဥပေက္ခတဟကိုဥပေက္ခတဟကိုဒိဋ္ဌိကရတံပယောအသင်္ခါရိကစိတ်ဖြစ်သောလောဘမူတတိယအသင်္ခါရိကစိတ်၌ပီတိကျင်သောအညာသမစေတသိက်12ပါးမောစတု4ပါးလောဘဒိဋ္ဌိပေါင်း18ပါးသောစေတသိက်တို့ရှင်းပါသည်ဗျာဓမ္မိုက်တော်တွေ့ဆိုလိုက်ပါဦးလောဥပိ္ပခာတဟကိုဒိဋ္ဌိကတတံပယောအသင်္ခါရိကလောဘမူစိတ်တိပီတိကျင်သောအညတမန်စိတ်တပီတိကျင်သောအညတမန်စိတ်တသိက်12ပါးမောစတုစိတ်တသိက်4ပါးလောဘမာနဘောင်18ပါးသောစိတ်တသိက်တို့နှင့်ရှင်၏ပါဗျာလောဘဒိဋ္ဌိဘောင်18ပါးသောစိတ်တသိက်တို့နှင့်ရှင်၏ပါဗျာဒါဆိုလို့ရှိရင်ဦးဇင်းတို့စတုထအောင်သွားအောင်ပေါ့နော်တင်ပါဗျာစတုထေတထေဝလောဘမာနေနာတဲ့စတုထအသင်္ခါရိကပေါ့နော်စတုထအသင်္ခါရိကဆိုတော့ဥပေက္ခသာဟကိုဒိဋ္ဌိကတဝိပယုဖြစ်သွားတယ်နော်အသင်္ခါရိကတင်ပါဗျာအဲ့တော့ဒါဆိုလို့ရှိရင်စေတသိက်က3ဥစုရှိမှာပေါ့နော်အញ្ញသမစေတသိက်ဥစုရဲ့နံပါတ်1ကိုအမြဲတမ်းအောင်ပြပါပေါ့နော်နံပါတ်1မှာအញ្ញသမစေတသိက်ဥစုရဲ့နောက်မောစတု၄ပါးရဲ့လောဘဒိဋ္ဌိရဲ့ဒါကိုအာရုံပြုထားပါအခြေခံအဲ့ဒီကနေသွားတာအဲ့တော့စတုထေအသင်္ခါစတုထလို့ပြောလိုက်တာ ਨੇ ဦးဇင်းတို့ဟာဒိဋ္ဌိကတဥပေက္ခသာကိုဒိဋ္ဌိကတဝိပယဥပေက္ခသာကိုလို့ပြောလိုက်တာ ਨੇ ဦးဇင်းတို့ဟာပီတိမရနိုင်တော့ဒါဆိုလို့ရှိရင်နံပါတ်1အုပ်စုတွေကပီတိကျင်ရတော့မယ်ဆိုတာဦးဇင်းတို့တန်းသိလိုက်ပြီပေါ့နော်နောက်နံပါတ်2အုပ်စုကမောစတု၄ပါးအကုသိုလ်စိတ်တိုင်းမှာရှင်တဲ့အတွက်ကြောင့်သူအဲ့ဒီ၄ပါးနံပါတ်2အုပ်စုကကြည့်တယ်ဟုတ်ပေါ့နော်နောက်နံပါတ်3ပထမလောဘဒိဋ္ဌိအခုကကြတော့ဒိဋ္ဌိကတဝိပယဖြစ်နေတဲ့အတွက်ကြောင့်လောဘမာနဖြစ်သွားမှာပေါ့နော်လောဘမာနအဲ့ဒီအတွက်ကြောင့်စတုထေတထေဝလောဘမာနေနာတဲ့စတုထအသင်္ခါရိကစိတ်မှာတော့ပီတိကျင်သောအញ្ញသမစေတသိက်2ပါးမောစတု
4ပါလောဘမာနဘောင်းစေတသိက်78ပါးရှင်ပါသည်ပေါ့ဘောင်းစေတသိက်78ပါးရှင်ပါသည်ကဲတမိုက်တော်ရင်လား မှန်ပါဗျာ တက်စတော့ မှန်ပါဗျာဒိဋ္ဌိဥပိ္ပခာတဟာကိုဒိဋ္ဌိကတ္တတံပေယုတ်စဒုထာအလောဘမူစဒုထာအသင်္ခါရိကစိတ်၌ပီတိကျင်သောအညာသမန်းစိတ်တသိက်12ပါးမောစတု4ပါးလောဘမာန2ပါးဘောင်း18ပါးသောစိတ်တို့ရှင်ပါသည်ဗျာစိတ်တသိက်တို့ရှင်ပါသည်ဗျာ ကဲတမိုက်တော်တွေ့ဆိုလိုက်ပါဦးပါဠိနဲ့ ဒီမှာဗျာသရုပ်ထေတထေဝလောဘမာနိနာဥပိ္ပခာတဟာကိုဒိဋ္ဌိကတဝိပယုအသင်္ခါရိကလောဘမူစရုထစိတ်တိပိတိကျင်သောအညတမန်စိတ်တသိက်12ပါးမောစတုစိတ်တသိက်4ပါးလောဘမာနဘောင်း18ပါးသောစိတ်တသိက်တို့နှင့်ရှင်ဤပါဗျာ ဒါဆိုလို့ရှိရင်တော့ဦးဇင်းတို့အသင်္ခါရိကစိတ်4ပါးရပြီပေါ့နော်အဲ့တော့ဒီစာပိုက်40ခွန်ပစ္စမအသင်္ခါရိကစိတ်ကိုခဏလေးကြော်လိုက်အောင်အဲ့တော့အခုအသင်္ခါရိက4ပါးပြီးသွားပြီပေါ့နော်အသင်္ခါရိက4ပါးပြီးသွားပြီအဲ့တော့40ခွန်စာပိုက်40ခွန်ကြော်ပြီးတော့စာပိုက်48ကိုကြည့်လိုက်ပသင်္ခါရိကပစ္စကေပိပသင်္ခါရိကစိတ်ဒါသံဃာရိကပင်စကနဲ့ပစ္စမနဲ့ပစ္စတမိုင်းတော်တွေ့ပစ္စမဆိုတာဘာပြော ပြစ္စမဆိုတာ9ခုငါဟိုစာ1 2 3 4 5ကိုပြောတာပါဗျာ9ကိုပြောတာပါဗျာ ဟုတ်ပစ္စမဆိုတာ9ခုမြောက်လား9ခုအပေါင်း 9ခုမြောက်ပါဗျာ ပစ္စမဆိုရင်9ခုမြောက်ဒါဆိုလို့ရှိရင်အရေးအတွက်အနေနဲ့ဆိုလို့ရှိရင်ဘယ်နှခုရမှာလဲ9ခုရမှာလားတစ်ခုရမှာလား သူကအရင်အတွက်အနေနဲ့တော့တစ်ခုပဲရမှာလားဗျာ တစ်ခုပဲရမယ်9ခုမြောက်ဖြစ်တယ်အရေးအတွက်တစ်ခုပဲရမယ်လို့ပြောတာပေါ့နော်9ခုမြောက်ဖြစ်တယ်အရေးအတွက်တစ်ခုပဲရမယ်လို့ပြောတာနောက်ပိစကဆိုတာကဘာပြောရအောင် ပြင်စကကြတော့1ကနေ9အထိကိုအကုန်လုံးကိုပြောတာပါဗျာချုပ်ပြီးတော့ သူကတော့တစ်ကနေပြီးတော့900လို့မဟုတ်ဥပမာ2ကနေပြီးတော့6ဖြစ်ရင်လည်းဖြစ်မယ်3ကနေပြီးတော့ခွန်ဖြစ်ရင်ပဲ9ခုအပေါင်းလို့ပြောမှာပေါ့နော်9ခုအပေါင်းလို့ပြောအရေးအတွက်အနေနဲ့9ခုရမယ်အရေးအတွက်အနေနဲ့9ခုရမယ်လို့ပြော9ခုအပေါင်းလို့ဖြစ်မယ်အဲ့တော့သူကအစဉ်လိုက်ကတော့အစဉ်ကြချင်မှလည်းကြမှာပေါ့နော်အရေးအတွက်အပေါင်း9ခုပေါင်းလို့ပြောမှာအဲ့တော့9ခုပေါင်းလို့ပြောတဲ့အတွက်ကြောင့်အရေးအတွက်အနေနဲ့ဆိုလို့ရှိရင်9ခုရမယ်ဆိုတဲ့သဘောပေါ့နော် ဒီမှာဗျာ ဒါဆိုလို့ရှိရင်အခုဒီမှာသဗ္ဗင်္ခါရိကပစ္စကေပိသဗ္ဗင်္ခါရိကစိတ်5ပါအဲ့တော့အပေါ်မှာတော့9ခုပြခဲ့ပြီဦးဇင်းတို့ကတစ်ခုတော့ကြော်ခဲ့တာဟုတ်အခုကလောဘမှုအသင်္ခါရိက4ခုပဲပြောခဲ့တာအဲ့တော့ဒေါသမှုအသင်္ခါရိကနဲ့ဆိုရင်အသင်္ခါရိက5ခုပြီးခဲ့တယ်ဒါပေမဲ့ဦးဇင်းကတစ်ခုကိုကြော်ခဲ့တာပေါ့နော်သဗ္ဗင်္ခါရိကပစ္စကေပိသဗ္ဗင်္ခါရိက5ပါပေါင်းပါလေတထေဝထိနမေတ္တေနာအဲ့ဒီအသင်္ခါရိကတထေဝဆိုတာအသင်္ခါရိကစိတ်လိုပဲပေါ့ဥပမာပထမဆိုလို့ရှိရင်ပထမသဗ္ဗင်္ခါရိကအတွက်ဆိုလို့ရှိရင်ပထမအသင်္ခါရိကထဲမှာထိနမေတ္တေနဝိသေတ္တဝါထိနမေတ္တစေတသိက်ကိုထည့်ပြီးတော့ပေါင်းပြီးတော့ရေတွက်လိုက်ပါလို့ပြောထိနမေတ္တေနဝိသေတ္တဝါဝိသေတ္တဝါရောစိတ်တပါသဗ္ဗင်္ခါရိကပစ္စကေပိတထေဝထို့အတူသားနေတယ်ဆိုတာဘာအတူလဲဆိုလို့ရှိရင်ပထမသဗ္ဗင်္ခါရိကအတွက်ဆိုလို့ရှိရင်ပထမအသင်္ခါရိကစိတ်ထဲမှာထိနမေတ္တကိုထပ်ပေါင်းလိုက်ပါလို့ပြောဒုတိယသဗ္ဗင်္ခါရိကအတွက်ဆိုလို့ရှိရင်ဒုတိယသဗ္ဗင်္ခါရိအသင်္ခါရိကစိတ်ထဲမှာထိနမေတ္တထပ်ပေါင်းလိုက်ပါလို့သူပြောတာပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်သဗ္ဗင်္ခါရိကပစ္စကေပိတထေဝထိနမေတ္တေနာဝိသေသတ္တဝါယောစေတပါတဲ့ဒါဆိုလို့ရှိရင်ဒီဟာဘာပြောလဲဆိုလို့ရှိရင်ဆိုတာတော့ဒီတိုင်းမဆိုဘူးနော်သဗ္ဗင်္ခါရိက5ပါးပေါင်းပါလဲပဲသင်္ခါရိကစိတ်5ပါးအထဲမှာထိနမေတ္တဝိသေသတ္တဝါတဲ့ထိနမေတ္တကိုပေါင်းထည့်ပြီးတော့ရေတွက်ပါလို့သူပြောတာပေါ့ဒီပါဠိကဒါဆိုလို့ရှိရင်ဦးဇင်းတို့ကဒီမှတ်ချက်ကိုကြည့်ပြီးတော့ပထမအသင်္ခါရိကစိတ်မှာတမိုင်းတော်တွေးပထမအသင်္ခါရိကစိတ်မှာစေတသိက်ဘယ်နှပါရှင်လို့ စေတသိက်20ပါးရှင်ပါတယ်ဗျာ တမိုင်းဘယ်လိုပုံပထမအသင်္ခါရိကစိတ်ကအသင်္ခါရိက
ဟောတင်ပါဗျာ အသင်္ခါရိကစိတ်မှာဟို16ပါးပဲရှင်လားဗျာ ကိုပါအဲ့တော့ तू ကသသင်္ခါရိကပထမအသင်္ခါရိကမှာ16ပါးဆိုလို့ရှင်ပထမသသင်္ခါရိကじゃ तू ပြောတယ်လေဌိနမိတ္တကိုပေါင်းထည့်ရမယ်ဆိုတော့ဌိနမိတ္တနှစ်ခုကိုပေါင်းထည့်လိုက်တော့ဦးဇင်းတို့ဘယ်နှပါဖြစ်သွားမလဲဆိုလို့ရှင် 20 ပါအဲ့တော့ပထမသသင်္ခါရိကမှာ21ပါဖြစ်သွားပါဒါဆိုလို့ရှိရင်စေတသိက်ကိုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကပထမအုပ်စုအញ្ញသမစေတသိက်73ပါအုပ်စုရဲ့မောစတု4ပါအုပ်စုရဲ့လောဘဒိဋ္ဌိအုပ်စုရဲ့နောက်တစ်ခါဒီဌိနမိတ္တအုပ်စုရဲ့ဆိုတော့၄အုပ်စုဖြစ်သွားမှာပေါ့အဲ့တော့၄အုပ်စုကဒီ၃အုပ်စုကအသင်္ခါရိကဒီဌိနမိတ္တအသင်္ခါရိကဆိုရင်အဲ့ဒီနှစ်ခုပေါင်းလိုက်ယူပဲဒါဆိုလို့ရှိရင်ဦးဇင်းတို့ကဒါပထမအသင်္ခါရိကစိတ်မှာအတူလောဘဒိဋ္ဌိကြံတယ်မောစတု၄ပါပါပြီးသားဒါလောဘဒိဋ္ဌိတတိယအုပ်စုစတုထအုပ်စုကဌိနမိတ္တပေါ့အဲ့တော့ရှေ့သို့အုပ်စုကအသင်္ခါရိကမှာရည်ညွှန်းတယ်ပေါ့နော်အဲ့ဒီအသင်္ခါရိကမှာသသင်္ခါရိကကိုထက်ပေါင်းယူပဲကဲဒါဆိုလို့ရှိရင်ဦးဇင်းတို့ကပထမသသင်္ခါရိကဆိုတော့စိတ်ကဘာစိတ်လဲဓမ္မတော်တွေသောမနတာကိုဒိဋ္ဌိကတ္တာ သောမနတဟာဘုဒ္ဓိဋ္ဌိကတ္တတံမယုတ်အသင်္ခါရိကစိတ်ပါဗျာ သင်္ခါရအနေနဲ့ဆိုလို့ရှိရင်တော့ပထမသသင်္ခါရိကစိတ်အရေးတွက်အနေနဲ့ဆိုရင်တော့ဗာဒုတိယစိတ်မို့လားသူက ဒုတိယစိတ်လို့ခေါ်ပါတယ် ဒုတိယလောဒုတိယစိတ်ပေါ့နော်အဲ့တော့ဒုတိယတွေဗာတွေတော့ထားလိုက်ပါတော့ဒါသူပြောတဲ့အတိုင်းစာဟပြောတဲ့အတိုင်းပထမသသင်္ခါရိကစိတ်မှာစေတသိက်ဘယ်လောက်ရှင်လဲဆိုလို့ရှိရင်အဲ့ဒီဥစဉ်ပြထားတဲ့73 4နှစ်အဲ့ဒီအစဉ်အတိုင်းပဲဒါမှရေးတွက်ပြီးတော့ပြောပါဘူး ပထမသသင်္ခါရိကမှာရှင်တဲ့စိတ်ကဆိုလို့ရှိရင်အညတမန်စိတ်တိတ်က73ပါမောစတုစိတ်တိတ်က4ပါ ဘာစတု မောစတုပါဗျာမောစတုတောင်းဝင်းမှုနဲ့တုတ်တာဗျာတောင်းဝင်းမှုတက်တာမောစတုစိတ်တိတ်က4ပါလောဘဒိဋ္ဌိပြီးတော့ကျတော့ဌိနမိတ္တဘောင်း21ပါပါဗျာ ဘောင်းစေတသိက်21ပါရှင်ပါတယ်တဲ့ဆိုလို့ရှိရင်ဦးဇင်းတို့ဒုတိယဟိုသွားမှာပေါ့နော်ဒုတိယသသင်္ခါရိကဒုတိယသသင်္ခါရိကဒါမှဒေါ်ကြီးတဲ့ဒုတိယသသင်္ခါရိကစိတ်ကဘာစိတ်လဲ ဒုတိယသသင်္ခါရိကစိတ်ကဥပက္ခတဟာဂုံဒိဋ္ဌိကတ္တ ရောက်ပါပြီ အော် ဒုတိယ သသင်္ခါရိကစိတ်လားဗျာ ဒုတိယသသင်္ခါရိကလေ ဒုတိယသောမနတတဟာဂုံဒိဋ္ဌိကတ္တဝိပယုတ်အသင်္ခါရိကစိတ်ပါဗျာ သသင်္ခါရိကပေါ့နော် မှန်ပါဗျာ သောမနတာကိုဒိဋ္ဌိကတ္တဝိပယုသသင်္ခါရိကဒါဆိုလို့ရှိရင်အခုစေတသိက်၄ဥစုထဲမှာဘယ်ဥစုမှာပြောင်းရမှာလဲ73ဥစုမှာလား4ဥစုမှာလား2ဥစုမှာလားဌိနမိတ္တဥစုမှာ ပြောင်းမဲဟာလားဗျာ ဒိဋ္ဌိကရဝိပယုဖြစ်သွားတဲ့အတွက်ကြောင့်နံပါတ်1မှာလောဘဒိဋ္ဌိဆိုတဲ့နေရာမှာလောဘမာနဖြစ်ရမှာပေါ့ဟုတ်တယ်မ မှ လား န်ပါဗျာ ဒါ ဒါ ဆို ဆို လို့ လို့ ရှိ ရှိ ရင် ရင်မှပြောင်းရမှာ ဒါဆိုလို့ရှိရင်ဒုတိယသသင်္ခါရိကစိတ်၌ရှင်သောစေတသိက်များဆိုလို့ရှိရင်ဒုတိယသသင်္ခါရိကစိတ်၌အညာတမန်စိတ်တဲ့သိက်က73ပါပါဗျာမောစတုက4ပါလောဘမာနက2ပါဒိဋ္ဌိနမိတ္တက2ပါပါဗျာ နမ ပေါင်း22ပါပါဗျာ ပေါင်း20ပါပေါ့နော်အဲ့တော့ဒါလွယ်တယ်ဆိုလို့ရှိရင်လည်းဦးဇင်းတို့မြန်မြန်သွားတာပေါ့လေကဲတတိယသသင်္ခါရိကပေါ့နော်တတိယသသင်္ခါရိကကိုယ်နဲ့တတိယသသင်္ခါရိကဘယ်လိုလို့ ဘုံဥပိ္ပခာတာဂုဣကရတံပယုသင်္ခါရိကစိတ် အဲ့တော့တတိယသသင်္ခါရိကလို့ပြောလိုက်တာနဲ့ဦးဇင်းတော့စိတ်ကိုအရင်ပြန်အာရုံပြုအောင်ပါပေါ့အဲ့တော့တတိယသသင်္ခါရိကဆိုတဲ့ကနေပြီးတော့ဒိဋ္ဌိကဥပ္ပခာလာဟကိုဒိဋ္ဌိကရတံပယုသသင်္ခါဥပ္ပခာလာဟကိုလို့ပြောလိုက်တာနဲ့ဦးဇင်းတော့ပိဋိမရတော့ပိဋိမရဘူးဆိုတဲ့ကနေပြီးတော့အဲ့ဒီအုပ်စုတွေကဘယ်အုပ်စုမှာကျင်ရမလဲဆိုလို့ရှိရင်73 4နှစ်ဆိုတဲ့အခါမှာဦးဇင်းတို့ဘယ်အုပ်စုမှာကျင်ရမှာလဲ73အုပ်စုကနေပြီးတော့ပီတိကိုကျင်ရမှာပါဗျ ပီတိကိုကျင်ရတော့မှာပေါ့နော်အဲ့တော့4မှာပြောစရာမလိုဘူး2မှာကျတော့လေဒိဋ္ဌိကရတံပယုလို့ပြောတဲ့အတွက်ကြောင့်လောဘဒိဋ္ဌိသွားမယ်သသင်္ခါရိကလို့ပြောတဲ့အတွက်ကြောင့်ဌိနမိတ္တသွားမယ်ပေါ့ဒါပဲပေါ့ကဲဒါဆိုလို့ရှိရင်လောဘမတတိယသသင်္ခါရိကမှာဆိုလိုက်ပါမယ် ဒီမှာဗျ
လောဘမှုတတိယအသင်္ခါရိကစိတ်၌ပီတိကျင်သောအညာတမန်စေတသိက် ဦးဇင်းအသင်္ကာရိကလို့ကြားသလား ဒီပါဗျာလောဘမှုတတိယသသင်္ခါရိကစိတ်၌ပီတိကျင်သောအညာတမန်စေတသိက်12ပါးမောဇတု4ပါးလောဘဒိဋ္ဌိ2ပါးဌိနမိတ်တာ2ပါးဘောင်း20ပါးသောစေတသိက်တို့ဖြစ်ပါသည်ဗျာ ဘောင်း20သောစကားလေးရှင်းပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်စတုထသသင်္ခါရိကကိုသွားမယ်တမိုက်ဒေါခင်ကြီး ဘုရား စတုထသသင်္ခါရိကဘယ်သူတို့ ဥပေက္ခတာဟကုတ်ဒိဋ္ဌိကတဝိပယုတသင်္ကာရိကစိတ်ပါဗျာ ဥပေက္ခသာဂိုလို့ပြောလိုက်ပြီဆိုတော့လည်းဦးဇင်းတို့ကပီတိကျင်ရမယ်လို့တန်ပြီးတော့အာယု ဒီမှာဗျာ စတုထ ပထမအုပ်စုမှာပထမအုပ်စု ပထမအုပ်စုမှာနောက်တစ်ခါဥပေက္ခသာဒိဋ္ဌိကတဝိပယုလို့ပြောပြီးဆိုတာလည်းနောက်နံပါတ်2မှာလောဘဒိဋ္ဌိမဟုတ်တော့ မာနပြောင်းပါဗျာတတိယအုပ်စုမှာမာနလောဘဒိဋ္ဌိအစားလောဘမာနပါဗျာ ကဲဒါဆိုလို့ရှိရင်စတုထသသင်္ခါရိကစိတ်နိုင် သတုတ္တသသင်္ကာရိကစိတ်၌ပီတိကျင်သောအညာတမန်စေတသိက်12ပါးမောစတုစေတသိက်လောဘမောစတုစေတသိက်4ပါးလောဘမာန2ပါးဌိနမိတ်တာ2ပါးဘောင်း22ပါးသောစေတသိက်တို့နှင့်ရှင်ပါဗျာ ရှိဒါဆိုလို့ရှိရင်ဒါအသင်္ခါရိကစိတ်4ပါးပြီးသွားပြီသင်္ခါရိကစိတ်4ပါးပြီးသွားပြီဆိုတော့ဒါလောဘမှုပါလို့ပြီးသွားပြီနော်လောဘမှုစိတ်8ပါးလို့ပြီးသွားပြီ တင်ပါ အဲ့ ဗျာ တော့ကဲဒါဆိုလို့ရှိရင်ဒေါသမှုနဲ့သက်ဆိုင်တဲ့ဘိုက်ကိုပစ္စမေပနာတဲ့ပစ္စမေပနာဆိုတာအပေါ်မှာအသင်္ခါရိကစိတ်4ပါးပြောခဲ့ပြီးပြီကိုအဲ့ဒီအတွက်ကြောင့်ပစ္စမမြောက်အသင်္ခါရိကစိတ်လို့ပြောတဲ့ပဋိကသံပြုတ်တွေအသင်္ခါရိကေပေါ့5ခုမြောက်အသင်္ခါရိကစိတ်ကတော့သူကဒေါသမှုစိတ်ထဲမှာပါဆိုတာမှားမှဆိုလို့ပဋိကသံပြုတ်တွေဆိုတဲ့စကားလုံးလေးသူလာပြီးတော့ထောက်ပေးထားတယ်ပေါ့နော်ပဋိကသံပြုတ်တွေဆိုပြီးတော့လာထောက်ပေးထားတယ်အဲ့တော့ပစ္စမေပနာပဋိကသံပြုတ်တွေအသင်္ခါရိကေပစ္စမမြောက်အသင်္ခါရိကလို့ပြောတဲ့ဒေါသမှုအသင်္ခါရိကစိတ်မှာတော့တဲ့ဒေါသောအိတ်တာမစ္စရိယကိုစစ်စာနီးတဲ့ဒေါသောဣတရိဒေါသောအိတ်တာမစ္စရိယကိုစစ်စာနီးတဲ့အဲ့တော့အရင်အတိုင်းဟိုပထမမှာဆိုခဲ့တဲ့ဥစ္စာပြန်အာယုတာ73ရယ်4ရယ်2ရယ်လောဘဒိဋ္ဌိဒီဟာသူမူရင်းပြောတဲ့နှစ်ခုပေါ့ပြန်အာယုတာပေါ့နော်ပစ္စမနာပရိကအတံပြုတ်တဲ့အသင်္ကာရိကေဒေါသောအိတ်တာမစ္စရိယကိုစစ်စာနီးစတုဟိတတေဒေါသအိတ်သမစ္စရိယကိုစဆိုတဲ့ဒေါစတု4ပါးနဲ့တကွပီတိဝိစိတာတဲ့ပီတိကိုကျင်လိုက်ပါတဲ့ပီတိဝိစိတာပီတိကိုကျင်လိုက်ပါအဲ့တော့ तू ကဒါပဲဒီထဲမှာဒါပဲပါတယ်ပေါ့နော်ပီတိကိုကျင်လိုက်ပါဒါဆိုလို့ရှိရင်ဒေါသအိတ်သမစ္စရိယကိုစတုဟိတတေဆိုတဲ့နေရာကိုခဏထားတော့73အုပ်စုကိုကြည့်အောင်အဲ့တော့73ပါးလို့ကပီတိဝိစိတာလို့ပြောတဲ့အတွက်ကြောင့်ပီတိကျင်ဆိုတဲ့စကားလုံးကဒီ73ပထမဆုံးအုပ်စုထဲမှာဒီပစ္စမအသင်္ခါရိကမှာတော့ပီတိကျင်ရတော့မယ်လို့ပီတိဝိစိတာဘယ်အုပ်စုမှာကျင်ရမှာဆိုအညာသမတ်စေတသိက်အုပ်စုထဲကိုကျင်ရမှာဘာကြောင့်လဲဆိုလို့ရှိရင်ဒေါသဖြစ်နေပြီလေဒေါသဆိုတဲ့ကနေပြီးတော့ပီတိမရအောင်အဲ့တော့ပီတိကျင်တော့အညာသမတ်စေတသိက်12ပါးဒါဆိုလို့ရှိရင်ဒီပထမအုပ်စုကိုလှုပ်ရှားမောစတု4ပါးအပေါ်မှာပြောခဲ့တဲ့မောစတု4ပါးနံပါတ်2အုပ်စုအကုသိုလ်စိတ်ဆိုတာနဲ့သူရတဲ့အတွက်ကြောင့်နံပါတ်2အုပ်စုမှာလည်းဘာမှလုပ်စရာမလိုဒါဆိုလို့ရှိရင်ဘယ်နှပါးရောက်သွား12ပါးရဲ့12ပါး4ပါး16ပါးအဲ့တော့တတိယအုပ်စုကလောဘဒိဋ္ဌိသတ္တေတဲ့လောဘဒိဋ္ဌိနဲ့တကွဆိုတဲ့စကားလုံးအဲ့ဒီလောဘဒိဋ္ဌိနဲ့တကွဆိုတဲ့စကားလုံးကို तू ကပြောင်းလဲဖို့အတွက်ဒီမှာပြောတယ်ဒီစတုဟိသတ္တေပေါ့4ပါးနဲ့တကွဆိုတဲ့ဟိုမှာ2ပါးလောဘဒိဋ္ဌိသတ္တေဆိုတဲ့နေရာမှာအခုကပြောင်းလဲလိုက်ပြီအဲ့တတိယအုပ်စုကြတော့2ပါးနေရာမှာ4ပါးဖြစ်သွားပြီလောဘဒိဋ္ဌိသတ္တေဆိုတဲ့နေရာမှာ तू အစားထိုးလို့တဲ့အတွက်ကြောင့်စတုဟိသတ္တေအဲ့ဒီ4ပါးသယုတ်ကဘာမှလဲဆိုလို့ရှေ့ပြန်ကြည့်လိုက်တော့ဒေါသအိတ်တာဒေါသောအိတ်တာမစ္စရိယကိုစင်စာတိဆိုတော့ तू ပြတယ်ပေါ့အဲ့ဒီအတွက်ကြောင့်ဒါဆိုလို့ရှိရင်ဒီနှစ်နေရာမှာ4ဖြစ်သွားတာပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင်ဟိုမှာတော့လောဘဒိဋ္ဌိကဒီ lottery ကလောဘနဲ့သက်ဆိုင်တဲ့ထက်က तू ပြောင်းပြန်လောဘဒိဋ္ဌိလောဘမာနဒီလိုမျိုးသွားတယ်အခုဒေါသမှာကြတော့အဲ့ဒီလောဘ lottery နေရာမှာ dos တုလာတာပေါ့နော်ဒီသဘောပါပဲဒါဆိုလို့ရှိရင်
12ရယ်4ရယ်4ရယ်ဆိုတော့ဘယ်လောက်ဖြစ်သွား 20ပါဗျာ 10အဲ့ဒီအတွက်ကြောင့်ဒေဧဝဝိသတိတံမှာသင်္ကေရှန္တိတဲ့လောဘမှုလောဘမှုပါလေဒေါသမှုပထမအသင်္ခါရိကစိတ်မှာစေတသိက်20ရှင်းပါတယ်လို့သူပြောတာမစ္စမေပနာပဋိကသံပယုတ်တေအသင်္ခါရိကေဒေါသောအိဒါမစ္စရိယံကိုကိုစင်စာတိစတုဟိသတ္တေပိဋိဝိဇိတာဒေဧဝဝိသတိတံမှာသင်္ကေရှန္တိဒါဆိုလို့ရှိရင်ဒေါသမှုပထမအသင်္ခါရိကစိတ်၌ပီတိကျင်သောအញ្ញလမစေတသိက်12ပါးမောစတု4ပါးဒေါစတု4ပါးဘောင်းစေတသိက်20ရှင်းပါသည်ကဲကွန်လေးဆိုလိုက်ပါဦးပါဠိနဲ့ရောမြန်မာရော မှာဗျာဘုံကိစမေပနာပရိကတံပြုတ်တေအသင်္ခါရိကေဒေါသောအိတ်တာမစ္စရိယံကိုကုစင်စာတိစတုဟိတတ္တိပိတိဝိဇိတာတေဧဝဝိတတိဓမ္မသင်္ကရှန္တိလောဘမှုပထမအသင်္ခါရိကစိတ်၌ပိတိကျင်သောအညာတမစေတသိက်ဘုံအဲ့လိုပဲဆိုလိုက် ပီတိကျင်သော ဒီမှာဗျပိတိကျင်သောအညာတမစေတသိက်12ပါးမောစတု4ပါးဒီမှာဗျပိတိကျင်သောအညာတမစေတသိက်12ပါးမောဗျဘုံကြားလားဗျအလိုဘုံ လိုင်းပြောက်သွားတယ်တူတယ်နော် ဘာတွေကြားရတာဘာတွေ ဒီကတော့ကြားရတယ်ဆရာတော်ဘက်ကလိုင်းပြောက်သွားလားဘယ်လိုဖြစ်သွားတော့ဒီဟိုအဝိုင်းလေးလည်နေတာတော့ကြာသွားတယ်သိလား โอเคဘုံများကြားလာလားမသိကျွန်တော်အဲ့ဒါဆက်စုလိုက်မှာဘာတွေ လောဘမှုပါတော့ဆိုလေးရတယ်လေကိုဟန်လေး ဟုတ်ကဲ့ ဒေါသမှုဆိုခိုင်းတာဒေါသမှု ဘယ်လိုဖြစ်သွားတော့မသိဘူးဒေါသမှုဆိုခိုင်းတာတော့ဟုတ်တယ်ဒါပေမဲ့ तू ကပြင်စအသင်္ခါရိကဒေါသပရိကတံမြုပ်အဲ့ဒီဟာကြတော့ဘယ်ထဲမှာပါလို့ဆိုအခုလိုဟိုစိတ်သင်္ဟာကဟ9ပါးထဲမှာ तू ကနောက်ဆုံးမြောက်ကိုပါတဲ့အတွက်လောဘမှုထဲ့ဆိုရမယ်နဲ့ तू ရဲ့အထင်ကိုပြောတာနော် ကျွန်တော်တို့ဦးစင်လိုက်ကြပါလို့ကဲ တင်ပါဗျာတင်ပါ ပြီးတော့ပြန်ဆိုလိုက်ပါမယ်ကျမဗျာပိစမိပနာပရိကတံမျိုးတွေအသင်္ခါရိကေဒေါသောအိတ်တာမစ္စရိယံကိုကုစင်စာတိစတုဟိတတ္တိပိတိဝိဇိတာတေဝဝိသတိဓမ္မသင်္ကရှန္တိဒေါသမူပထမအသင်္ခါရိကစိတ်၌ပိတိကျင်သောအညာတမစေတသိက်12ပါးမောစတု4ပါး ဒေါသမှုပထမအသင်္ခါရိကလို့ဆိုနေတယ်ဘာလို့လဲဆိုတော့ဒေါသမှုကအသင်္ခါရိကတပါးပဲရှိရဲဆိုတော့နှစ်ပါးတို့သုံးပါးတို့ကသာဦးဇင်းတို့ကတပါးဖြစ်လို့သာနောက်မှရှိလို့သာပထမလို့ဆိုတာဟုတ်အဲ့တော့အခုကသူကတပါးပဲရှိတယ်ဒါပေမဲ့ရှေ့မှာတို့က၄ပါးဆိုခဲ့ပြီးတဲ့အတွက်ကြောင့်ပစ္စမအသင်္ခါရိကဖြစ်သောလို့ဒီလိုပဲဆိုလိုက်ရှေ့က၄ပါးကိုထုတ်ပြီးတော့ပစ္စမအသင်္ခါရိကဖြစ်သောဒေါသမှုပဋိကသံပယုအသင်္ခါရိကစိတ်နိုင်လို့တော့ပါဗျာပထမသူပထမဆိုလို့ရှိရင် तू ရောနေပါလေဒီမှာကျတော့ तू ပထမဆိုတဲ့အသုံးမသုံးပစ္စမလို့သုံးတယ်ဘာလို့ပစ္စမသုံးလဲဆိုလို့ရှိရင်လောဘမှုမှာ၄ခုရှိခဲ့လို့မို့လို့ तू က5ခုမြောက်ပါလို့ပြောတာ ကျမဗျာဘုံ အဲ့တော့ဒေါသမှုတဲ့ကျတော့လေပထမလို့ပြောမနေနဲ့ပေါ့သူ့မှာတစ်ခုပဲရှိတာပေါ့ ကျမဗျာကျမဗျာပိစမအသင်္ခါရိကဖြစ်သောဒေါသမူစိတ်၌ ဒေါသမှုပဋိကသံပယုအသင်္ခါရိကစိတ်နိုင် ကျမဗျာပိစမအသင်္ခါရိကဖြစ်သောဒေါသမူပရိကတံပြုတ်တာအသင်္ခါရိကစိတ်၌ပိတိကျင်သောအညာတမစေတသိက်12ပါးမောစတု4ပါးဒေါသအိတ်တာမစ္စရိယကိုကုစဘောင်းစေတသိက်20ရှင်းပါသည်ဗျာ စေတသိက်20ရှင်းပါသည်ကဲဒီမိုက်တို့ပြောအစဦးစင်လိုက်ကြသွားလို့မလို့ကိုန်လေးဆိုတဲ့ချိန်အဲ့ဒါလိုက်ပြန်ပါဗျာဟိုကိုဟန်လေးကိုလှမ်းပြောတာပါဗျာ အေး လိုင်းပြောပြီးဆိုရင်တပည့်တော်ကဟိုလိုတွေးလိုက်တာပေါ့နော်အရှင်ဗျာ ပြော ဒေါသမှုဟိုပရိကတံပြောအသင်္ခါရိကဆိုတော့ तू ကတပည့်တော်ကအသင်္ခါရိက5ပါးဆိုတော့ဒါလောဘစိတ်ထဲမှာပဲပါမယ်လို့အဲ့လိုထင်လိုက်လို့ပြောလိုက်တာပါလောဘထဲမပါတော့ဘူးပေါ့နော်အပေါ်ကဦးစင်ခွဲလိုက်ပြီးပြီလေအသင်္ခါရိက4ပါး
အသင်္ခါရိက၄ပါးလောဘမှု7ပါးပြီးသွားပြီပေါ့နော်7ပါးပြီးသွားပြီအခုပစ္စမသည်ဒေါသမှုစိတ်တဲ့ရောက်ပါ အသင်္ခါရိကလို့ရှေ့ကအညွှန်းထည့်ရတာပေါ့နော်ရှင်တဲ့ပြင်စမအသင်္ခါရိကဖြစ်တော့ဒေါသမှုပရိကတံမြုပ်အသင်္ခါရိကစိတ်၌ပေါ့နော်ဗျာနော်အဲ့လိုလေးလာပေါ့နော်ဗျာ ဘာမှမဖြစ်နေလေတပိုင်းပစ္စမအသင်္ခါရိကလို့ပြောလိုက်တာ ਨੇ तू ကဒါပဲဘာစိတ်လဲဆိုတာသိရင်ရတယ်ဥပမာတတိယအသင်္ခါရိကလို့ဟာဥပမာစတုထသသင်္ခါရိကလို့ပြောတာ ਨੇ ဘာဒီတိုင်းသိနေရမှာပေါ့နော်မအသင်္ခါရိကကဦးဇင်းတို့ကအကုသိုလ်စိတ်မှာအသင်္ခါရိက5ပါးသသင်္ခါရိက5ပါးရှိတာဟုတ်ဒါဆိုလို့ရှိရင်တတိယအသင်္ခါရိကလို့ပြောလိုက်တာ ਨੇ တတိယအသင်္ခါရိကကဘာစိတ်လဲလို့သိရင်ရတယ်စတုထအသင်္ခါရိကလို့ပြောတယ်ဆိုလို့ရှိရင်စတုထကဘာလဲဆိုတာသိရင်ရပြီပေါ့နော်အဲ့တော့ပစ္စမအသင်္ခါရိကဆိုတာ5ခုမြောက်အသင်္ခါရိကဆိုတဲ့ကနေပြီးတော့စနေပြီးတော့ရေးလိုက်တာလောဘမှုမှာ4ခုရှိတယ်ဒေါသမှုမှာ1ခုရှိတဲ့အတွက်ကြောင့်ဒေါသမှုရောက်သွားပေါ့အဲ့တော့ဒေါသမှုပထမဒေါသမှုမှာစိတ်2ပါးမှာ1ခုကကြတော့ပဋိက္ခသံပြုအသင်္ခါရိကစိတ်1ပါးနောက်1ပါးကြတော့ပဋိက္ခသံပြုသံသင်္ခါရိကစိတ်1ပါးဆိုပဋိက္ခသံပြုအသင်္ခါရိကစိတ်ကိုပြောတာပေါ့နော်ပစ္စမအသင်္ခါရိကဆိုတာကြီးဒီမှာဗျာကဲဒါဆိုလို့ရှိရင်ကဲဓမ္မတော်တွေ့ဆိုလိုက်ပါဦးပစ္စမအသင်္ခါရိကဖြစ်သောပဋိက္ခသံပြုအသင်္ခါရိကစိတ်၌ပြင်စမအသင်္ခါရိကဖြစ်တော့ဒေါသမှုပဋိက္ခတံမြုပ်စိတ်၌ပီတိကျင်သောအညတမန်စိတ်တိတ်12ပါးမောစတုစိတ်တိတ်4ပါးဒေါသအိတ်တာမြစ္စရိယာကုတ်ကုတ်စာဘောင်း20ပါးသောစိတ်တိတ်တို့နှင့်ရှင်ဤပါဗျာဒါဆိုလို့ရှိရင်ဦးဇင်းတို့ကြပြီအဲ့တော့အစားကသူ40ခွန်ပြီး40ဒီမှာဒါကနပဲအဲ့တော့ဒီသဗ္ဗင်္ခါရိကတပါးကြံသေးတယ်ပေါ့နော်သဗ္ဗင်္ခါရိကကိုခဏထားလိုက်ဦးအဲ့ဒီအခုပြောလိုက်တဲ့20ထဲမှာအိသာမစ္စရိယကုကုစာနိပဏိထပစ္စေကမေဝယောစေတ္တပါနိအိသာမစ္စရိယကုကုစာနိပဏိထဆိုတာအိထဤလောပစ္စမသဗ္ဗင်္ခါရိအသင်္ခါရိကမှာရှင်တဲ့စေတသိက်20ထဲမှာလို့ပြောတာပေါ့ပဏိထလေအဲ့ဒီမှာပါတဲ့အိထတွေကအဲ့ဒီစေတသိက်20ထဲမှာတဲ့အိသာမစ္စရိယကုကုစာနိအိသာမစ္စရိယကုကုစာဆိုတဲ့စေတသိက်3ပါးကတော့တဲ့ပစ္စေကမေဝယောစေတ္တပါနိတဲ့တပါးစီသာရှင်တယ်ပေါ့အိသာရှင်တယ်ဆိုလို့ရှိရင်မစ္စရိယကုကုစာမရှင်ဘူးမစ္စရိယရှင်တယ်ဆိုလို့ရှိရင်အိသာနဲ့ကုကုစာမရှင်ဘူးလို့တပါးစီသာရှင်တယ်ဒီလိုပြောတာပေါ့အဲ့တော့ပစ္စေကအသီးသီးလို့မြန်မာပြန်ပေမဲ့သိရမှာကတပါးစီသာရှင်ပါတယ်လို့ဦးဇင်းတို့သိရမှာပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်သဗ္ဗင်္ခအပေါ်အိသာမစ္စရိယကုကုစာနိပဏိထပစ္စေကမေဝယောစေတ္တပါနိဆိုတာဒီစေတသိက်20ထဲမှာအိသာမစ္စရိယကုကုစာစေတသိက်3ပါးတော့တပါးစီသာရှင်တယ်တဲ့ဒါဆိုလို့ရှိရင်ဓမ္မတော်တွေကဲမဗျာအဲ့တော့အခုပစ္စမအသင်္ခါရိကစိတ်မှာစေတသိက်20ရှင်တယ်အဲ့ဒီစေတသိက်20ထဲမှာစေတသိက်20နဲ့အနည်းဆုံးတော့အနည်းဆုံးရှင်နိုင်တဲ့စေတသိက်ဆိုဘယ်နှပါဖြစ်သွားမလဲဟုတ်လားအနည်းဆုံးရှင်နိုင်တဲ့စေတသိက်ဆိုရင်တော့သူကတပါးစီရှင်တော့ဘောလားရှင်အိတ်တာရှင်ဟို28ပါပေါ့ဗျာဟုတ်လားအိတ်တာရှင်ဒီမှာဗျာအိတ်တာရှင်ဒီမှာဗျာသူကဒီလိုမှဆိုလို့ရှိရင်3မျိုးလာတယ်မဟုတ်လားအများဆုံးရယ်အနည်းဆုံးရယ်တပြိုင်တည်းတမိုက်တော်ခင်နေအဲ့လိုမဟုတ်လားဒီမှာဗျာအများဆုံးရယ်အနည်းဆုံးရယ်တပြိုင်တည်းရယ်အဲ့လို3ခုလာတယ်မဟုတ်လားဒီမှာဗျာအများဆုံးရယ်တပြိုင်တည်းရယ်အမြဲတမ်းရယ်အမြဲတမ်းရယ်ဟုတ်တယ်အနည်းဆုံးဆိုတာတဲ့အမြဲတမ်းသုံးရမှာအမြဲတမ်းရယ်အများဆုံးရယ်တပြိုင်တည်းရယ်အဲ့တော့တမိုက်တော်ဦးဇင်းအစပြောတာအနည်းဆုံးလို့ပြောတာမှားတယ်စကားလုံးမှားတယ်အမြဲတမ်းမှမှန်တယ်အမြဲတမ်းဆိုလို့ရှိရင်
လိုင်းကြသွားပြီနဲ့တူတယ် လိုက်ကြပါပြီ ဘုံဘုံ လိုက်ကြ နဲ့ ပါ က ပြီ ကြာ ဟမ် ဖုံဖုံမကြပါဘူးဗျာ မကြောက်ဘူးချက်ဘူးကြားရတယ်ဗျာ တမိုက်တော်တွေ့ဒါဆိုလို့ရှိရင်အဲ့ဒီစေတသိက်20ထဲမှာအမြဲတမ်းစေတသိက်ဘယ်နှပါပါလဲ အမြဲစိတ်တသိက်ဆိုရင်ဒီဟိုပြင်စမှာလားဗျာ ပစ္စမပြင်စမှာဆိုလို့ရှိရင်တော့15ပေါ့ဗျာ15ပါလို့ထင်တယ် အဲ ဒီဥစ္စာအညတမန်ဥစ္စာပီတိကျင်နဲ့အညတမန်စိတ်တသိက်12ပါးရဲ့ 15ပါးမပြောနဲ့5ပါးပဲပြော5ပါးပြော 5ပါးကို တမိုက်ဖယ်လိုက်တာမဟုတ်လားဖယ်လိုက်တဲ့5ပါးကိုပြောလေအမြဲတမ်း15ပါးလို့ဆိုတော့မမြဲတာ5ပါးဆိုတဲ့သဘောဖြစ်သွားမှာပေါ့အဲ့လိုမဟုတ်လား တမိုက်တော်တွေ့ မောစတော့မဟုတ်ဘူးဗျာတပီတော့မှားပြောတာ ပြော 16ပါ18ပါပါဗျာ 18ပါး 18ပါကိုတပီတော့ဖယ်လိုက်တာအိတ်တာမြေစတိယကုတ်ကုတ်စာကိုဖယ်လိုက်တာပါဗျာ ဟုတ်တယ်အဲ့ဒါဆိုလို့ရှိရင်18ပါးဆိုရင်မှန်တယ်18ပါးဆိုရင်မှန်တယ်အမြဲတမ်းက18ပါးဒါကမမြဲတဲ့စေတသိက်ကအိဒါမစ္စရိယကုက္ကုစာ3ပါးပေါ့ဒါသိရင်ရပါပြီအမြဲတမ်းနဲ့မမြဲတာနဲ့အနိယတစေတသိက်နဲ့နိယတစေတသိက်သိရင်ရပြီဒါဆိုလို့ရှိရင်တပြိုင်နဲ့ဆိုလို့ရှိရင်အဲ့ဒီအမြဲတမ်းတွေကိုဗာထည့်ရမှာလို့ အိတ်တာမြေစတိယကုတ်ကုတ်စာကိုထည့်ရပါမယ်ဗျာ အဲ့ဒီကတစ်လုံးကိုပဲထည့်ရမှာတပြိုင်နဲ့ဆိုတာ တစ်လုံးကိုပဲထည့်ရမယ်ဗျာအိတ်တာထည့်ရင်မြေစတိယထည့်လို့မရဘူးဗျာမြေစတိယထည့်လို့ရှိရင်အိတ်တာနဲ့ကုတ်ကုတ်စာထည့်လို့မရဘူးဗျာဒီသုံးခုတွေကတစ်ခု တပြိုင်နဲ့လို့ခေါ်တာပေါ့နော်တပြိုင်နဲ့ဆိုလို့ရှိရင်အဲ့ဒီအမြဲတမ်းတွေကိုအနိယတယောဂီစေတသိက်တွေကတစ်လုံးထက်ဒါဆိုလို့ရှိရင်တပြိုင်နဲ့ရပြီပေါ့နော်နောက်တစ်ခါအများစုဆိုတာကကြတော့ရှင်နိုင်သမျှကိုပြောတာပါပဲအဲ့တော့20လုံးကိုကြတော့အမြဲတမ်းအများစုလို့ပြောပါတော့ ရှင်းနိုင်တယ်မြတ်တင်ပါဗျာ ဒါဆိုလို့ရှိရင်ကဲအမိုက်ရပြီနော် ရပါပြီဗျာ အဲ့တော့အိဒါမစ္စရိယကိုကိုစာနိပဏိထာပစ္စေကမေဝယောစေတပါဏိဒါရပြီပေါ့ဒါဆိုလို့ရှိရင်48ပြန်ထဲမှာ तू ကကြံသေးတယ်သသင်္ခါရိကပစ္စကေတိမှာ4သသင်္ခါရိက4ပါးကိုပဲသွားသေးတာဟုတ်ဦးဇင်းတို့တစ်ပါးကြံသေးတယ်ပစ္စမသသင်္ခါရိကစိတ်လို့ပြောတယ်ဒေါသမူပဋိကသံပြုသသင်္ခါရိကစိတ်ကြံသေးတယ်အဲ့ဒီဒေါသမူပဋိကသံပြုသသင်္ခါရိကစိတ်မှာကြတော့တမိုက်တော်တွေစေတသိက်ဘယ်နှပါးရှင်းပါ ဟိုအားလုံးရှင်းမယ်ဆိုရင်တော့ဟိုမစ္စတာကိုကိနာမိတ်တာပါ22ပါပါဗျာအားလုံးရှင်းမယ်ဆိုရင် 22ပါးပြောပါဦးတမိုက် 22ပါးကဟိုပီတိကျင်နဲ့အညတမန်စိတ်တသိက်က73ပါပါဗျာပီတိကျင်နဲ့အညတမန်စိတ်တသိက်က12ပါပါဗျာမောစတုစိတ်တသိက်က4ပါဥစ္စာဒေါသရဲ့အိတ်တာရဲ့မြေစတိယရဲ့ကုတ်ကုတ်ဆရဲ့ထိနာမိတ်တာပါဗျာ မောင်စေတသိက်22ပါးပေါ့နော် နောက်စိတ်တသိက်ပါဗျာ ဒေါသမူစိတ်2ပါးလည်းပြီးပြီပေါ့နော်ဒေါသမူအသင်္ခါရိကစိတ်မှာကြတော့စေတသိက်20ရှင်းတယ်သသင်္ခါရိကစိတ်မှာကြတော့22ပါးရှင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဦးဇင်းတို့လောဘမှုစိတ်10ပါးဒေါသမူစိတ်2ပါးစိတ်ရှင်စေတသိက်ရှင်ပြီးပြီအဲ့တော့သူဒီမှာပြတာကြတော့အသင်္ခါရိကသသင်္ခါရိကနဲ့ပြသွားပါနော်အသင်္ခါရိကစိတ်5ပါးကိုသူပြသွားတယ်ပြသွားပြီးမှသသင်္ခါရိကစိတ်ကိုကြတော့ထိနာမိတ်တာ2ပါးကိုတိုးပြီးတော့ရေးလိုက်ပါလို့သူဒီတိုင်းပဲပြောတာပေါ့လေအဲ့တော့ကဲရှေ့ကိုသွားအောင်သန္ဓပီတိဝိဇိတာပါဏအညသမနာဧကတတာတဲ့သန္ဓပီတိကျင်သောအညသမန်စေတသိက်17ပါးတဲ့အကုသလသာရဏသတ္တရောစာတိတဲ့အကုသမောသတု4ပါးပေါ့နော်အကုသလသာရဏစေတသိက်4ပါးဘောင်းပဏ္ဏရသဓမ္မစေတသိက်15ပါးတို့သည်တဲ့ဥဒိစ္စသဟကတဲ့ဥဒိစ္စသဟကုစိတ်မှာသံပြုဇန္တိရှင်ကိုတဲ့အဲ့တော့ဒါဆိုလို့ရှိရင်သန္ဓပီတိကျင်သောအညသမန်စေတသိက်17ပါးအကုမောသတု4ပါးဘောင်းစေတသိက်15ပါးသည်ဥဒိစ္စသံပြုစိတ်၌ရှင်ပါသည်ပေါ့အဲ့တော့ဥဒိစ္စကု
ဥဒိစ္စသားကိုတံပြုတ်စေ၌သန္တာပီတိကျင်သောအညတမစေတသိက်17ပါးအာကုသိုလ်မောစတု4ပါးဘောင်းစေတသိက်15ပါးရှင်ပါသည်ပေါ့ကဲဓမ္မိုက်တော်ခင်မြင့်ဆိုလိုက်ပါဦး တင်ပါဗျာပါဠိလိုဆိုအောင်ပါလားဗျာ ပါဠိလည်းဆိုရမှာပေါ့ သန္နပီတိဝိဇိတာပဏ္ဏအညတမနာဧကာဒတ္တအကုတလတာဒါရဏသတ္တရောစာတိပဏ္ဏရတ္တဓမ္မဥဒိစ္စသဟဂတိတံပြုတ်ဇံတိဥဒိစ္စသဟဂုတ်စိတ်၌သန္နပီတိကျင်သောအညတမန်စေတသိက်17ပါးမောစတုစေတသိက်4ပါးပေါင်း15ပါးသောစေတသိက်တို့နှင့်ရှင်၏ပါဗျာ ဓမ္မိုက်တော်ရင် မှန်ပါဗျာ ကဲဆိုလိုက်ပါဦး မှန်ပါဗျာသန္တာပီတိဝိဇိတာပါဏအညတမနာဧကာဒတ္တအကုသလတာဒါရဏစတ္တရောစာတိပဏ္ဏရတဓမ္မဥဒိစ္စသဟဂတိတပယုဇံတိဥဒိစ္စသဟကိုစိတ်၌သန္တာပီတိကျင်သောအညတမန်စေတသိက်17ပါးမောစတုစေတသိက်4ပါးဘောက်15ပါးရှင်ပါသည်ဗျာ ဒါဆိုလို့ရှိရင်တော့ဥဒိစ္စသားကိုစေရပြီပေါ့နော်ဝိသိကိစ္စသားကိုစေတော့ဝိသိကိစ္စသားကတစိတ်တေစဝိသိကိစ္စသားကတစိတ်တေစာတဲ့ဝိသိကိစ္စသားကိုစေမှာတော့အဓိမောက္ခဝိရဟိတာဝိသိကိစ္စသဟကတတထေဝမနရတဓမ္မာသမုပကိစ္ဆန္တိတိသမုပကိစ္ဆန္တိတိအဲ့တော့ဒါကတော့ဟိုပါလေးသူကကြတော့ဒီတိုင်းအနဲ့ထင်ဖို့နည်းနည်းဟိုပါဖြစ်တယ်ပေါ့နော်အဲ့တော့အနဲ့လေးကိုကြည့်ပြီးတော့ဟိုပါဖြစ်ကောင်းတယ်ပေါ့နော်အဲ့တော့သန္တာပီတိကျင်တဲ့အညတမစေတသိက်ကတော့17ပါးသန္တာပီတိကျင်သောအညတမစေတသိက်17ပါးကဲဒီဟာအရင်ကြည့်လိုက်မယ်ကဲကွန်လင်းဝိသိကိစ္စသားကိုစေရအနက်ကိုဆိုလိုက်ပါဦး ပြမဗျာဘုဝိဇိကိစ္စသဟကတစိတ်တေစဝိဇိကိစ္စသဟကိုစိတ်၌ကအဒီမောက္ခဝိဟရိတာအဒီမောက္ခမှကင်းကုန်သောဝိဇိကိစ္စသဟကတာဝိဇိကိစ္စနှင့်တကွဖြစ်ကုန်သောပါဏာရတ15ပါးကုန်သောတထေဝဓမ္မာထိုအညတမန်အကုသလတာရဏစေတသိက်တို့ကိုပင်သမုပလက်ဗန္တိကောင်းစွာရအပ်ကုန်၏ပါဗျာ အဲ့တော့ဝိသိကိစ္စသားကိုစိတ်မှာတော့တဲ့အဓိကမောက္ခဝိဒိတာအဓိမောက္ခကင်းကိုဒီအဓိမောက္ခကျင်လိုက်ပါလို့ပြောအဲ့တော့အဓိမောက္ခကဘယ်အုပ်စုထဲမှာပါအညတမအုပ်စုထဲမှာပါငကူအားကြတော့သန္တာပီတိကျင်ထားတယ်ဆိုတော့အခုကသန္တာပီတိအဓိမောက္ခကျင်ဆိုတော့ဘယ်နှပါးပဲကျန်တော့မှာ 10ပါးကြံပါဗျာ 10ပါးပဲကျန်မှာအဲ့ဒါကိုမှဝိသိကိစ္စသားကတဝိသိကိစ္စထက်လိုက်ပါဆိုတော့ဘယ်နှပါးဖြစ်သွားမှာ17ပါးဖြစ်သွားမှာ ပြမ 17ပါးဖြစ်သွားမှာပဏ္ဏရတတထေဝဓမ္မာတဲ့ပဏ္ဏရတတထေဝဓမ္မာဆိုတော့15ပါးဖြစ်အောင်ဆို4ပါးလိုနေတယ်အဲ့တော့မောစတု4ပါးပေါ့အကုသိုလ်စိတ်ဖြစ်တဲ့အတိုင်းမှာမောစတု4ပါးအဲ့တော့ဒီမှာကျတော့ तू ကအပေါ်က15ပါးထဲမှာ तू ကဘာကိုပြလဲဆိုလို့ရှိရင်နှုတ်15ပါးထဲမှာအပေါ်ကဥဒိစ္စသားကိုစိတ်ရှင်တဲ့15ပါးထဲကနေပြီးတော့အဓိမောက္ခကိုနှုတ်အဲ့ဒီနှုတ်တဲ့နေရာမှာဝိသိကိစ္စထက်ဒါပဲပြောတာပဲအဲ့တော့15ပါးဖြစ်သွားတယ် तू ပြောတဲ့ပါဠိကအဲ့ဒီတဲပဲနော်အဓိမောက္ခကိုနှုတ်ဝိသိကိစ္စကိုထက်ဒါဆိုလို့ရှိရင်15ပါးဖြစ်ဆိုပြီးတော့ပြောတာပဲဝိသိကိစ္စတန်ပြောစီအဲ့တော့မှသရုပ်ပေါ်တယ်ဆိုလို့ရှိရင်သန္တာပီတိအဓိမောက္ခကျင်တော့အညတမစေတသိက်7ပါးမောစတု4ပါးဝိသိကိစ္စသားကိုစိတ်ဝိသိကိစ္စစေတသိက်တပါးပေါင်းစေတသိက်15ပါးပေါ့နော်ကဲကွန်လေးဒါဆိုလို့ရှိရင်ပါဠိနဲ့ကွန်နဲ့ဆိုလိုက်ပါ ပြမဗျာဘုဝိဇိကိစ္စသဟကတစိတ်တေစအဒီမောက္ခဝိဟရိတာဝိဇိကိစ္စသဟကတာတထေဝပါဏာရတဓမ္မာသမုပလက်ဗန္တိဘုအဲ့ဒီပဲသွားမှာနော်ဘု ပြမဗျာဘုဝိဇိကိစ္စသဟဂုတ်စိတ်၌သန္တာပီတိအဒီမောက္ခကျင်သောအညတမစေတသိက်10ပါးမောစတုတ်4ပါးဝိဇိကိစ္စစေတသိက်တစ်ပါးပေါင်း15ပါးသောစေတသိက်တို့ရှင်းပါသည်ဗျာ ဆိုလို့ရှင်းပါပြီကဲတမိုက်တော်ရည်တဲ့ မှန်ပါဗျာ
ဆိုလိုက်ပါဦး မှန်ပါဗျာဝိသိကိစ္စသဟာကတစိတ်တိစအဒီမောက္ခဒီမောက္ခဝိယဟိတဝိသိကိစ္စသဟာကတတထေဝပန္နာရတဓမ္မာသမုပလမ္ပံလဗန္တံတိလဗန္တိပါဗျာလဗန္တံတိဝိသိကိစ္စသဟာကိုစိတ်၌သန္တာပိတိအဒီမောက္ခကျင့်သောအညာသမန်းစိတ်တသိက်7ပါးဝိသိကိစ္စစိတ်တသိက်1ပါးမောစတုစိတ်တသိက်4ပါးဘောက်15ပါးသောစိတ်တသိက်တို့ရှင်းပါသည်ဗျာ အဲ့တော့ဒါဆိုလို့ရှိရင်တော့ဒါမောစိတ်2ပါးလည်းပြီးသွားပြီပေါ့နော်ကဲဏီကုန်းရောက်ပြီပေါ့နော်ဏီကုန်းရောက်ပြီမောမစိတ်2ပါးလည်းပြီးသွားပြီဆိုတော့7ပါး12ပါးလည်းပြီးသွားပြီပေါ့နော်ကဲပြီးသွားအောင်သဗ္ဗထာပိဒွါဒတကုသလစေတုဘာတေတုပစ္စေကံယောဇိယမနနာပိကနနဝသေနာတဲ့ကနနဝသေနာသတ္တဒါဝသင်္ကဟိတာဘွန်ဒီအဲ့တော့ရှေ့မှာတို့ကယုကဝသေနာတို့ဒီလိုလေးပြတယ်ပေါ့နော်အဲ့တော့ကဲပြန်ကြည့်ပါဦးဒီဟာကိုထားလိုက်ကိုခဏထားလိုက်မဟဂုတ်စိတ်သင်္ကဟနီးကကွန်လဲမဟဂုတ်စိတ်သင်္ကဟနီးကဘယ်နှပါရှိတော့ ၄ပါတော့ ဘယ်လိုဖြစ်လို့၄ပါဖြစ်မှာ ဒီမှာပြောဖို့မဟာကုစိတ်သင်္ကဟာနီးက ပစ္စကဇာဟိုလောကုတ္တရာစိတ်သင်္ကဟနီးဘယ်နှပါရှိတော့ ဘုံမလောကုတ္တရာကဒီရောမေးခုရ2ပါးလားမသိ လောကုတ္တရာစိတ်သင်္ကဟနီးဘာပါလေပထမဇန်စိတ်မှာရှိတဲ့အုပ်စုဒုတိယဇန်စိတ်မှာရှင်တဲ့အုပ်စုတတိယဇန်စိတ်မှာရှင်တဲ့အုပ်စုဆိုဒီလိုမျိုးသွားတာလေအဲ့တော့သူက5ပါးရှိတယ်လေလောကုတ္တရာစိတ်သင်္ကဟနီး5ပါးအဲ့ဒီသင်္ကဟနီး5ပါးကဘာဤအစွမ်းဖြစ်ပြားပါတယ်ဆိုပြီးတော့ तू ကဏီကုန်းမှာပြရတယ်လဘထာပိအထတုလောကုတ္တရာစိတ်တွေ तू ပစ္စကဇာနာဝသေနာဇန်5ပါးဤအစွမ်းဖြစ်ဆိုပြီးတော့လေသင်္ကဟနီး5မျိုးပြတယ်5မျိုးပြတယ်ဆိုတော့ဘာဤအစွမ်းဖြစ်ပြတယ်ဆိုတော့ तू ပြအဲ့ဒီအတိုင်းပဲမေဂုစိတ်မှာလည်းပဲသင်္ကဟနီးက 5ပါးပဲဖြစ် ပြတယ်သူလည်းပဲအဏီကုန်းမှာပါလဲဆိုလို့ရှိရင်ပစ္စကဇာနာဝသေနာပါဇန်5ပါးရဲ့အစွမ်းဖြစ်6ပါးဘာလို့မဖြစ်တာလဲ9ပါးဘာလို့မဖြစ်တာလဲဒါဘာလို့5ပါးတည်းထားဆိုဇန်5ပါးရဲ့အစွမ်းဖြစ်5ပါးပြပါတယ်လို့ပြောကမ္မောစရသောမနာစိတ်မှာကြတော့ရှိတာစိတ်ရကြတော့24ပါးရှိတယ်ဒါပေမဲ့သူပြတာကမ္မောစရသောမနာစိတ်မှာသင်္ကဟနီးက12နည်းလို့ပြောတယ်ဘာလို့ရတယ်လဲဆိုတော့သူကကြတော့ဒုက္ခဝသေနာတဲ့2ပါးဤအစွမ်းပြောပထမတွေဒုတိယတွေဒီလိုပြောအားဖြင့်ပေါ့နော်အသင်္ခါရိကသသင်္ခါရိကတစုံ2ပါးတစုံအားဖြင့်12ပါးပြားပါတယ်လို့သူပြောတယ်အဲ့တော့ကမ္မစရသောမနာစိတ်မှာ24ပါးရှိရတာ ਨੇ ဘာလို့12ပါးနဲ့ထားတယ်လဲဆိုလို့ရှင်သူကဒုက္ခဝေဒနာပေါ့ဒုက္ခရဲ့အစွမ်းအဲ့ဒီဒုက္ခဆိုတာဘာလဲဆိုလို့ရှင်အသင်္ခါရိကသသင်္ခါရိကတစုံအစွမ်းဖြစ်ပေါ့နော်2ပါးတစုံရဲ့အစွမ်းဖြစ်သင်္ခါရိ12ပါးပြားပါတယ်ပြောအဲ့တော့ဒီအကုသိုလ်စိတ်မှာကြတော့ကနန်းသင်္ချာရဲ့အစွမ်းဖြစ်တဲ့ကနနဝသေနာဘလို့ကနန်းသင်္ချာတူရဲ့အစွမ်းဖြစ်လဲဆိုလို့ရှင်ဥပမာပထမအသင်္ခါရိကနဲ့ဒုတိယအသင်္ခါရိကဆိုလို့ရှင်စေတသိက်ကဘယ်နှပါးချင်းတူ ဟို19ပါးချင်း 19ပါးချင်းတူတယ်အဲ့တော့19ပါးကနန်းသင်္ချာတူတဲ့သင်္ခါရိတစ်ခုပေါ့စိတ်နှစ်ခုမှသင်္ခါရိတစ်ခုပဲယူတယ်နော်အဲ့ဒါဆိုလို့ရှင်သင်္ခါရိ19ကနန်းနှစ်ခုကိုသင်္ခါရိကိုနောက်တစ်ခါလောဘတတိယအသင်္ခါရိကနဲ့စတုထအသင်္ခါရိကကြတော့စေတသိက်18ပါးအဲ့တော့18ပါး18ကနန်းကကြတော့18ကနန်းအဖြစ်သင်္ခါရိတစ်ခု ဒီမှာ 18ရတဲ့အရေးအတွက်ရတဲ့စိတ်နှစ်ခုကသင်္ခါရိတစ်ခုနောက်တစ်ခါ20ရတဲ့20ရတဲ့သင်္ခါရိက တနည်းပါ တစ်ခု ဒီမှာ အဲ့တော့ဒါဆိုလို့ရှိရင်အသင်္ခါရိကမှာသင်္ခါရိဘယ်နှနည်းရအောင်3နည်းရပါတယ်3နည်းရတယ်19နှစ်ခုကသင်္ခါရိတစ်ခု18နှစ်ခုကသင်္ခါရိတစ်ခု20ကတစ်ခုဆိုသင်္ခါရိသင်္ခါရိကစိတ်မှာကြာလို့ရှိရင်21နှစ်ခုပါဗျ 22ခု 21ကနှစ်ခု 2ခုပါဗျာ နောက်တစ်ခါ20က 20 22ခု
22ခုကသင်္ကန်းနေတစ်ခုနောက်တက်က22ပစ္စမသသင်္ခါရိကစိတ်ပေါ့ပစ္စမသသင်္ခါရိကစိတ်လို့ပြောတယ်နှစ်ခုရတဲ့စေတသိက်20ရတဲ့သင်္ကန်းနေတစ်ခုဆိုတော့အဲ့တော့သသင်္ခါရိကမှာသင်္ကန်းနေ2ခုဆိုဘယ်နှနည်းရအောင် 6 နီးပါ 6နည်းပေါ့အသင်္ခါရိကမှာ3နည်းသသင်္ခါရိကမှာသင်္ကန်း3နည်း 3 နီး မောဟမှုစိတ်မှာကြတော့15ပါးချင်းတူတယ်ဝိသိကိစ္စမှာဥဒိစ္စမှာလည်း15ပါး တင်ပါဗျာဝီစီကိစ္စမှာလဲ 15ချင်းတူတဲ့အတွက်ကြောင့်15ခဏတစ်ခုကိုသင်္ကန်းနေတစ်ခုယူပြီးတော့အဲ့တော့ခဏအရေးအတွက်ဆိုလို့ရှိရင်စုပေါင်းခဏတူရစုလိုက်တယ်ဆိုလို့ရှိရင်အကုသိုလ်စိတ်မှာ9မျိုးရှိတယ်အဲ့ဒီအတွက်ကြောင့်ခဏတူရစုပြီးတော့သင်္ကန်းနေ9နည်းရှိပါတယ်လို့ပြောခဏနဝသေနတတ္တတာဝသင်္ကေဟိတာပေါင်းဒီဒါဆိုလို့ရှိရင်အကုသိုလ်စိတ်သင်္ကန်းနေ9ပါးရတယ်ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ခဏသင်္ချာဤအစွမ်းဖြင့်ခဏတူရသင်္ချာဤအစွမ်းဖြင့်သင်္ကန်းနေဘယ်နည်းရှိတယ်ဆိုလို့ရှိရင်9ပါး နှစ်ပါးရ သင်္ကန်းနေ9နည်းရှိပါတယ်ဒါဆိုလို့ရှိရင်နားလိုက်ပြီနော်သဗ္ဗထာပိဒွါရလာကုသလာစိတ်တို့ပါတေသူပစ္စေကံယောဇိယမာနေမာနာပိကဏနဝသေနတတ္တတာဝသင်္ကေဟိတာဘွန်ဒီတိတဲ့ကဲတမိုင်းဒေါခင်မြင့်ကြီးပါဠိဆိုမယ်အနက်ဆိုမယ် တပ္ပတာပိဒွါဒတာကုသလစိတ်တုပ်ပါတေသူပစ္စေကံယောဇိယမာနာပိ မာနာပိ ယောဇိယမာနာပိကဏနဝတေနတတ္တဒါဝသင်္ကဟိတာဘဝံတီတိအချုပ်အားဖြင့်အကုသိုလ်စိတ်12ပါးအကုသိုလ်စိတ်12ပါးကစိတ်ကဏ္ဍတင်ချာအစွမ်းအားဖြင့်အဲ့လိုဆိုရမလားဗျာကဏ္ဍတင်ချာအစွမ်း သင်္ကန်းနေ9ပါးပြပါပြီပေါ့ ကဏ္ဍတင်ချာအစွမ်းအားဖြင့်သင်္ကဟာနီ9ပါးပြပါပြီဗျာ ဒါဆိုလို့ရှိရင်ဦးဇင်းတို့ဒါအကုသိုလ်စိတ်သင်္ကန်းဒီ9ပါးရပြီပေါ့အဲ့တော့မှတ်ရမှာကအခုသင်္ကန်းဒီတွေမှာ9တွေ12တွေခွန်တွေဖြစ်တာဒီအကြောင်းမဲ့မဟုတ်ဘူးသင်္ကြန်ဆရာသူအကြောင်းပြချက်ပါပြီးသားပါဒီ9ပါးကဘာရဲ့အစွမ်းဖြစ်တယ်ဒီ12ပါးကဘာရဲ့အစွမ်းဖြစ်အဲ့ဒီအတွက်ကြောင့်ပစ္စကဇာနာဝသေနာတို့ဒုက္ခဝသေနာတို့ကဏနဝသေနာတို့ဆိုတာကိုဖိုင်လိုက်လှုပ်ထားပါလေအဲ့ဒါဒီသူ့ရဲ့အကြောင်းပြချက်ပဲပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အကုသိုလ်စိတ်သင်္ကန်းဒီ9ပါးပြ9ပါးပြည့်စေပေါ့နော်သင်္ကန်းဂါထာနဲ့နောက်သင်္ကန်းဂါထာတစ်ပုဒ်ရှိတယ်သင်္ကန်း2ပုဒ်လို့တော့ဦးဇင်းတို့လက်ဖြတ်မှာပေါ့အောင်ပေါ့နော်အဲ့တော့ဒီနေ့တော့ဂါထာအောင်ပေါ့နော်